2023ကမ္ဘောဒီးယားစီးဂိမ်းမှာလည်းတအုပ်စုတွေကြောက်ခဲ့တဲ့အသင်းတွေပဲဖြစ်ပါတယ်ခုဆိုတော့ကြားထားသေးတဲ့အိန္ဒိယတွေကိုချိုးပြီးပြီဝင်းသိန်းကီထိုးကောင်းပါလေခင်ဗျာအာဇာဝန္ဒနာရှင်ပြည်သက်များခင်ဗျာကျွန်တော်တို့တင်ဆက်နေစဉ်အတွင်းမှာပဲတိုက်စစ်မှုဝင်းသိန်းကီထိုးဒီမှာလည်းယူစဉ်အမျိုးသမီးအတွင်းအသင်းအတွက်သူ့ရဲ့85ဂိုးမြောက်တွင်းကိုရရှိအောင်ဆွမ်းဆောင်သွားခဲ့တာဖြစ်ပြီးတော့ပွဲစားချိန်4မိနစ်အတွင်းမှာပဲဖိလစ်ပိုင်အသင်းကိုတော့တကိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့ဥဆောင်နိုင်ခဲ့ပြီခင်ဗျာဒီနေ့ပွဲမှာပွဲဆဆချင်းတစ်ဖက်တင်းရဲ့ကစားမတွေအနေနဲ့ပုံမှန်မြန်ဆန်တဲ့တိုက်စစ်ဆင်မှုတွေဆွမ်းဆောင်ခဲ့ပြီးမဲ့ဒီချိန်မှာတော့ဖိလစ်ပိုင်တင်းရဲ့ခံစစ်အမားကနေတိုက်စစ်မှုဝင်းသိန်းကြီးထွန်းအခွင့်အရေးကိုလုံးဝအမှားယွင်းမရှိဘဲနဲ့အကောင်းဆုံးဆုံးသက်ခဲ့တာဖြစ်ပါတယ်ဖက်တင်းရဲ့ကိုသမားအလက်ဆန်ဒါဒေးဗစ်ဘလို့မှမတက်နိုင်ဘဲနဲ့တွင်ကိုတကူခွင့်ပြုခဲ့ရလည်းဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကမ္ဘောဒီးယားစီးရင်ကားထက်ပုံမကောင်းမွန်တဲ့ရလဒ်တွေရရှိအောင်ဆွမ်းဆောင်မယ်လို့ပြောဆိုထားတဲ့ဂျပန်လူမျိုးနှိပြကြီးယူကီတက်ဆူရိုအနေနဲ့33ချိန်ထိုင်းစီဂိမ်းပြိုင်ပွဲမှာဒီမှာမျိုးသမီးအသင်းကိုဘယ်လိုရလဒ်တွေထွက်ပေါ်အောင်ဆွမ်းဆောင်လာမလဲဆိုတာလည်းစိတ်ဝင်စားနဲ့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ခင်ဗျာဂျုံရီလိုင်းဒီမှာအသင်းမဲ့ဂိုးရှို့လိုက်စီမပေးထားပြီမေတယ်လူတကယ်ကိုကောင်းမွန်လှပတည်တတ်တဲ့ဒီမှာမျိုးသမီးအသင်းရဲ့တွင်ကိုဖြစ်ပါလေအာဇာဝန္ဒနာရှင်ပြည်သက်များခင်ဗျာဒုတိယပိုင်းပွဲပြီးဆုံးဖို့2မိနစ်လောက်သာကျန်တော့တဲ့အချိန်မှာလူစားဝင်ကစားသမားမေထက်လူဒီမှာအသင်းပြည်သက်တွေကိုတော့ပျော်ရွှင်စေခဲ့ပြီလို့ပြောရမှာဖြစ်ပါလေဘက်ကနေရာတောင်ဝမ်းနေလိုက်တင်ပါလာတဲ့ယုံရီလိုင်ရဲ့လိုက်တင်မတင်ပေးမှုကိုတိုက်စစ်မှုမေထက်လူဧရိယာထဲမှာအမှားယွင်းမရှိခေါင်းတိုက်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်တစ်ဖက်တင်းရဲ့ကိုသမားအလက်ဆန်ဒါဒေးဗစ်ဘလို့မှမတက်နိုင်ဘဲနဲ့မြန်မာအသင်းဘက်ကိုနိုင်ကိုတကိုခွင့်ပြုခဲ့ရတာခင်ဗျာဒီပြယူကီတက်ဆူရိုအနေနဲ့ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာမြန်မာပြည်သက်တွေရဲ့အချစ်တော်မေထက်လူကိုထည့်သွင်းအသုံးပြုခဲ့တာတော့တကယ့်ကိုမှန်ကန်တဲ့လုပ်ရက်တစ်ခုလို့ပြောရမှာဖြစ်ပြီးတော့မေထက်လူအနေနဲ့လည်းယူကီတက်ဆူရိုရဲ့ယုံကြည်မှုပေးတဲ့အပေါ်မှာပြည်သက်တွေအတွက်ကျင်းတဲ့စရာကောင်းတဲ့အခုလိုပဲခေါင်းတိုက်ဂိုးသွင်းယူမှုကိုစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်